ဒီအတန်ဒီအင်ဂျင်တန်လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကလေးကကျွန်တော်ရဲ့ဘဝတစ်ခုလုံးကဒီအဝေးပြေးလမ်းမကြီးပေါ်မှာပဲကုံဆုံးနေခဲ့တယ်။ညဘက်ကားမောင်းရတာကိုကျွန်တော်နှစ်သက်တယ်။လူရှင်နဲ့လမ်းရှင်နဲ့စိတ်လွတ်လပ်တယ်။ဒါပေမဲ့အဲ့ဒီညကတော့တခြားညတွေနဲ့လုံးဝမတူခဲ့ဘူး။ကျွန်တော်တို့လမ်းစတင်ထွက်လာတော့ည10 နာရီလောက်ပေါ့။ပြီးမှကျွန်တော်ရဲ့ဇနီးမသိန်းသူကခီးပန်းပြီးတော့အိပ်ပျော်နေခဲ့တယ်။ညီသက်စွာအိပ်နေတဲ့သူ့ကိုကြည့်ပြီးတော့ကျွန်တော်စိတ်ထဲမှာလုံခြုံမှုတစ်မျိုးကိုခံစားရတယ်။ခရီးဝေးကို2 ယောက်တည်းအတူတူသွားရတာပေါ့။နိုင်ရ2 နာရီထိုးနေပြီ။လမ်းမပေါ်မှာကျွန်တော်တို့ကားတစ်စီးတည်းရှေ့မီးအောင်အောက်ကကတရာလမ်းမကြီးပေါ်ကလည်းအဆုံးမရှိ။ဘယ်ဘက်ချမ်းမှာတောင်ကုန်းတွေညာဘက်မှာတော့မှောင်မိုက်နေတဲ့ဒေါအုပ်ကြီး။အဲ့ဒေါအုပ်တွေကဘာတွေရှိနေလဲဆိုတာကိုဘယ်သူမှမသိနိုင်ဘူး။အဲ့လိုတိတ်ဆိတ်မှုတွေထဲမှာပဲကျွန်တော်ဟာမိုင်းတိုင်း130ခုကိုဖြတ်ခဲ့တယ်။မိုင်းတိုင်း130ခုကိုကြော်ပြီးသိမကြခင်မှာကျွန်တော်ရဲ့ရှေ့မီးအောင်ထဲမှာလှုပ်ရှားနေတဲ့အရေးတစ်ခုကိုမြင်လိုက်ရတယ်။အဝေးပြေးလမ်းမကြီးရဲ့ဘေးမှာတယောက်တည်းရက်နေတယ်။ကျွန်တော်ချက်ချင်းစိတ်မကောင်းဖြစ်သွားတယ်။တခုခုဖြစ်လို့များလား။ကျွန်တော်ကနီးကပ်လာတော့အဲ့ဒါကအမျိုးသမီးတူဖြစ်နေတာကိုသိလိုက်ရတယ်။သူမဟာအဖြူရောင်ဒါမှမဟုတ်အယောင်ဖြော့နေတဲ့ဝတ်စုံကိုဝတ်ဆင်ထားတယ်။ခန္ဓာကိုယ်တစ်ခုလုံးကလည်းတုံရင်းနေသလိုပဲကျွန်တော်ချက်ချင်းကားကိုမရက်ချင်ခဲ့ဘူးအဲ့လိုချိန်မျိုးမှာဘသူ့ကိုမှမယုံသင့်ဘူးဆိုတဲ့အတွေးကဝင်လာတယ်ဒါပေမဲ့သူ့ပုံစံကအရန်ကိုတနာစရာကောင်းနေခဲ့တယ်တခုခုကကျွန်တော်ကိုတားဆီးနေသလိုပဲညီမဘာဖြစ်တာလဲဘယ်သွားမလို့လဲသူမစီကဘာတမ်းမှမကြားရဘူးသူမဟာတဖြည်းဖြည်းချင်းကျွန်တော်စီကိုရှောက်လာခဲ့တယ်ဦးကောင်ကငိုက်စိတ်ကြနေတော့မျက်နှာကိုကောင်းကောင်းမမြင်အောင်သူမစကားတစ်ခုမှမပြောဘဲကားနောက်ခန်းကိုဝင်ထိုင်လိုက်တယ်အဲ့ချိန်မှာပဲကားအတွင်းပိုင်းတစ်ခုလုံးဟာရုတ်တရက်အေးခဲသွားတယ်လို့ပဲဇန်နဝါရီလရဲ့နှင်းတွေထူထပ်နေတဲ့ညမျိုးလိုအဲ့လိုအေးဆက်မှုမျိုးဘယ်ကိုလိုက်ပို့ရမလဲညီမကျွန်တော်စိတ်ထဲမှာတခုခုမှားနေပြီလို့သိလိုက်တယ်နောက်ကြည့်မှန်တဲ့ကနေသူမကိုကြည့်လိုက်တော့လေသူမကကြောမိကိုမှီထိုင်မနေခါ့ကိုမမတ်ထားပြီးတော့ထိုင်နေပေမဲ့မျက်နှာကစပင်းနဲ့ကွယ်နေတော့မယ်ကိုသက်ဘလို့ဖြစ်တာလဲအရန်အေးနေတာပဲဘာမှမဖြစ်ပါဘူးမသိရဲ့မိပွိုက်ကနေရက်လိုက်လို့ပါကျွန်တော်မသိန်းကိုစကားမပြောဘဲနေခိုင်းလိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသမီးစီကထွက်လာတဲ့အတန်တစ်ခုကိုကျွန်တော်ကြားလိုက်ရလို့ပဲညီမနေမကောင်းလားဘာများကူညီပေးရမလဲသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုံနေတာကိုနောက်ကြည့်မှန်နေရနေမြင်နေရတယ်ဒါပေမဲ့မျက်နှာကိုတော့လုံးဝမမြင်အောင်ကျွန်တော်ကားမီးကိုဖွင့်လိုက်ပြီးနောက်ကြည့်မှန်ကိုတေချာစိုက်ကြည့်လိုက်တော့ကျွန်တော်ရင်ထဲမှာမီးစနဲ့အထိုးခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်သူမကလူမဟုတ်ဘူးကျွန်တော်ချက်ချင်းသိလိုက်တယ်ဒီအဝေးပြေးလမ်းမပေါ်ကနနဘဝထွက်သွားငါကားထဲကထွက်သွားကျွန်တော်ကားတကားကိုဖွင့်ပြီးပြေးထွက်ဖို့ကြိုးစားတယ်ဒါပေမဲ့တကားလက်ကင်ကမီးနဲ့ထိုးသလိုပူနေတယ်ကျွန်တော်ထွက်လို့မရဘူးအထဲမှာပိတ်မိနေတယ်သူမကျွန်တော်ကိုလှမ်းထိတော့မယ်ဆိုတာကျွန်တော်ခံစားမိတယ်အဲ့ချိန်မှာပဲမသိရနိုးလာတယ်ကျွန်တော်သတိပြန်ရလာတော့ကားကလမ်းဘေးမှာရက်နေခဲ့တဲ့နေအောင်ကြီးကပြတင်းပေါက်ကနေဝင်လာတယ်ကျွန်တော်တယောက်တည်းပဲရှိတယ်မသိမရှိတော့သေးနောက်ခန်းကိုလှည့်ကြည့်လိုက်တော့ထိုင်ကုန်တစ်ခုလုံးကရေဆိုးနေတယ်ပြီးတော့ဆုပ်ဆုပ်နေတဲ့အဝတ်စားတစ်ခုကိုတွေ့လိုက်ရတယ်ကျွန်တော်ရဲ့ညာဘက်ပခုံးမှာလည်းအေးဆက်တဲ့လက်ချောင်းတွေရဲ့အထီတွေကိုအခုချိန်ထိခံစားနေရဆဲပဲသူမကကားကြုံစီးဖို့ကျွန်တော်စီကိုရောက်လာတာမဟုတ်ဘူးသူမကဒီအဝေးပြေးလမ်းမကြီးပေါ်မှာရှိနေတယ်ဆိုတာကိုသူမကတက်သေးလာပြတာကျွန်တော်အဲ့ဒီလမ်းမပေါ်ကိုဘယ်တော့မှညဘက်ကားမမောင်းတော့ဘူးဒါပေမဲ့ညတိုင်းအိပ်ယာဝင်တိုင်းကျွန်တော်ရဲ့နောက်ကျောဘက်မှာလေချောင်းပိတ်ပြီးအသက်ရှူရခတ်နေတဲ့အဲ့ဒီရှိတ်တန်ကိုကြားနေရဆဲပဲ